အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နိုင်အန်တာတိတ်မန့်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျယနေ့ညအတွက်ဘုံမောင်းတဲ့ဝက်ဆန်းပွဲစဉ်ကိုရွေးချယ်ပေးကြည့်ချင်ပါတယ်ခင်ဗျဆိုလို့ရှိရင်နောက်ဆုံးနှစ်ဘုံမောက်ကနောက်ဆုံးနှစ်ပွဲဆက်အရှုံးကြောင့်အဆင့်9နေရာကနေပြီးတော့အဆင့်9နေရာအထိကိုသူကဆင်းပေးလိုက်ရအိမ်ကွင်းမှာနိုင်ပွဲဆက်နေတာမှန်ပေမဲ့လည်းဘုံမောက်ကအရှိန်တန့်တယ်လို့ဖြစ်သွားပြီပေါ့ဗျာဝက်ဆန်းကနှစ်ပွဲဆက်နိုင်ထားတယ်တန်းစင်းစုံတွေကရုံထွက်နိုင်ဖို့အတွက်လည်းသူနီးစပ်သွားတယ်အဲ့ဒါအပြင်ဝက်ဆန်းကဘုံမောက်နဲ့ပရီးမီးယားလိတွေ့ဆုံမှုနောက်ဆုံး10ပွဲစလုံးမှာဘုံမောက်က10ပွဲစလုံးကိုအရှုံးမရှိခဲ့ဘူးပေါ့ဗျာကစားခဲ့တဲ့9ပွဲမှာဖူဟန်ကို3-1နဲ့နိုင်တယ်ပဲလစ်ကို3-3နဲ့တည်ကြတယ်Nottingham Forest ကို2-0နဲ့နိုင်ထားပြီးတော့ Man City ကို3-1ဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့တယ် Aston Villa အသင်းကိုလည်း4-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တာဖြစ်တယ်ဝက်ဆန်ကကြတော့နောက်ဆုံး9ပွဲကစားခဲ့တဲ့ပွဲမှာအာဆင်နယ်ကို2-0 Brentford ကို0-2နဲ့ရှုံးတယ် Leeds ကို2-1နဲ့ရှုံးတယ်အဲ့ဒီနောက်ပိုင်းမှာ Newcastle ကို3-1နဲ့နိုင်ခဲ့တယ်လို့ Burnley ကိုလည်း3-2နဲ့နိုင်ခဲ့တာဖြစ်တဲ့အတွက်ဝက်ဆန်ကဒီတန်းစင်းစုံတွေကရုံထွက်ဖို့အတွက်သူကတော်တော်လေးကိုကြိုးကြိုးစားစားကစားလာတာကိုလည်းတွေ့ရတယ်ပေါ့အခုလက်ရှိအနေအထားမှာဘုံမောက်က1+ ဘုံမောက်ကအိမ်ကွင်းအနေထားမှာ1+ ဆိုပြီးတော့ပေးထားတယ်ပေါ့နော်1+ ဥမာတော့1+40 3လုံးအသွင်း50ဆိုတဲ့အနေအထားကိုပေးထားခဲ့တဲ့အခြေအနေမှာကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဝက်ဆန်းကိုပဲကျွန်တော်ကအရေးစွန်ပြီးတော့ရွေးကြည့်လိုက်ချင်ပါတယ်ခင်ဗျတကယ်လို့အမှားတွေရှိခဲ့ရင်လည်းသီးခံနားလည်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးသွားဖို့အကြံပေးချင်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ